Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဖုန်းထဲက Viber ကိုလက်တော်ထဲမှာဘယ်လိုပြန်ယူရမလဲဆိုတာပြပြပေးမှာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့က Viber ကို download ရင်လုပ်ကမှာဖြစ်ပါတယ်။ download လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ browser တစ်ခုခုကိုဝင်လိုက်ပါ။ကျွန်တော်ကတော့ Chrome browser တွေကိုဝင်လိုက်ပါမယ်။ပြီးလို့ရှိရင်တော့ဒီပေါ် search bar မှာ download Viber ကို Windows 11ဆိုပြီးရိုက်ရှာလိုက်ပါ။ရိုက်ရှာပြီးပြီဆိုရင်ဒီမှာ download ဆိုတာပေါ်လာပါတယ်။အဲဆိုရင်တော့ကျွန်တော်တို့ channel လေးပါ။ပြီးပြီဆိုရင် download ပေါ် Windows ဆိုပြီးတော့ဒါလေးကိုတစ်ချက်နှိပ်ပါ။ download file ထဲမှာဒါလေးရောက်လာပြီဖြစ်ပါတယ်အဲ့တော့ချက်နေလေးပါ install ဒီ install လုပ်နေရပါတော့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော် QR code လေးတစ်ခုပေါ်လာပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဖုန်းထဲကနေပြီးတော့ QR code scan ခတ်ပြရမှာပဲဖြစ်ပါတယ်ဖုန်းထဲ Viber ထဲဝင်ပြီးသွားပြီဆိုရင်တော့ဒီဘက်မှာ more ဆိုတဲ့အဆက်လေး30ရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးရင်ဒီဘက်မှာ QR code လေးရှိပါတယ်အဲ့ကြွားကုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးပြီဆိုရင်တော့ laptop ပေါ်ကကြွားကုတ်ကို screen ဖတ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင် scan နှိပ်လိုက်ပါဖုန်းမှာလည်းဒီမှာ scan ဆိုတာပေါ်လာပါတယ်ဒါဆိုရင်တော့ဖုန်းရဲ့ Viber က laptop မှာဝင်လို့ရသွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်